ကိုလူတို့ဒီ Pocket 3မှာ face tracking ပါတယ်ဆိုတော့လူတိုင်းသိကြမှာထင်ပါတယ်အဲ့လိုပဲ Pocket 3လိုမျိုးပဲကျွန်တော်တို့ဒီ smartphone တွေမှာလည်း face tracking ရအောင်လုပ်လို့ရရင်လေးရှိတယ်အဲ့ဒါသိကျင်တာသိကျင်တယ်ဆိုရင်ဒီလိုလေးကိုဆက်ပြီးတော့ကြည့်လိုက်အဲ့ဒါကတော့ဒီကျွန်တော်တို့ဒီလိုမျိုး face tracking ပါတဲ့ကောင်လေးနဲ့သုံးမယ်ဆိုရင်တော့ကိုဖုန်းမှာ face tracking ရသွားလိမ့်မယ်ဒီကောင်လေးကတော့ဟိုကိုကနေထုတ်ထားတဲ့ကျွန်တော်တို့ဒီ K26 ဆိုတဲ့ဒီ face tracking ကောင်လေးပေါ့ဗျာဒီကောင်လေးသုံးလိုက်ရင်ဘာကောင်းကျိုးရအောင်မလဲဆိုတော့ကိုဖုန်းက face tracking ရသွားတဲ့အတွက်ကြောင့်မလို့ဘယ်လိုပြောရမလဲကိုရဲ့လှုပ်ရှားမှုတိုင်း तू ကလိုက်ပြီးတော့ဒီလှည့်ပေးမှာဗျာအဲ့တော့ကိုကတယောက်တည်းရိုက်တဲ့သူဆိုရင်တော့တော်တော်လေးကိုစင်ပြေဗျာဘယ်သူမှကူညီတောင်းစရာမလိုဘူးပြီးွားရင်ဒီကောင်မှာကဖုန်းကလစ်လေးပါတဲ့ကြောင့်မလို့ကျွန်တော်တို့ဒီလိုဖုန်းတွေပါတက်ပြီးတော့သုံးလို့ရတယ်ဒီလိုလက်ကင်ပြီးတော့လည်းသုံးလို့ရတယ်တကယ်လို့ကိုကနောက်တစ်ဆင့်ထပ်မြင့်နေဆိုရင်ကျွန်တော်တို့ tripod တွေပါဝယ်ပြီးတော့လည်းဆက်ပြီးတော့သုံးလို့ရတယ်သူရဲ့ face tracking လုပ်တဲ့ပုံစံလေးရတယ်တော်တော်လေးကိုရိုးရှင်းတယ်သူ့မှာပါတဲ့ face tracking ကိုကျွန်တော်တို့ဘယ်လိုပြောရမလဲဒီ okay ဆိုတဲ့ sign လေးပြလိုက်တာနဲ့သူကအိတ်ပြရလူရဲ့နောက်ကိုသူကတကောက်ကောက်လိုက်တော့မှတကယ်လို့ကိုကရက်ရှင်နေဆိုရင်လက်ဝါးလေးပဲပြလိုက် auto ရက်သွားလိမ့်မယ်အဲ့ဒါအပြင်မှာသူ့မှာဒီကျွန်တော်တို့ဒီ360လှည့်လို့ရတဲ့ခလုတ်လေးပါတဲ့ကြောင့်မလို့အဲ့ခလုတ်လေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီကောင်လေးက360လှည့်သွားလိမ့်မယ်အဲ့တော့ဗျာကိုက Pocket 3ကိုလည်းဝယ်ဖို့စိတ်ကူးမရှိသေးဘူးဒါပေမဲ့ face tracking နဲ့လိုချင်တယ်ဆိုရင်တော့ဒီကောင်လေးကိုတော့ဝယ်သင့်တယ်နော်